အခုပြပေးမယ်လောက်ခါစားလေးကတော့လက်ဝဲမြုပ်တွင်းမှာပဲအသွားပြန်လုပ်လေးတွေမရှိဘူးလားလို့မင်းနေတဲ့သူလေးတွေပဲဖြစ်ပါတယ်နော်လက်ဝဲမြုပ်တွင်းမှာရှိတဲ့အထဲဆိုင်နဲ့တင်နန်းစားအတွက်မြို့သမီးဝန်ထမ်းလေးတွေကိုခေါ်နေပါပြီရှင်စာအုပ်ထုတ်ဖို့ချုပ်ဖို့နာအတွက်မြို့သမီးဝန်ထမ်းမတော်ဦးအသက်20မှ28ပညာအရေးချင်းကတော့မလိုဘူးเนาะအစီကံလားစာလေးကိုတော့2သိန်း9တောင်းအပြင်ရမှန်ကြီး2တောင်းမှရချိအောင်မှာဖြစ်ပါတယ်เนาะအထဲဆိုင်အတွက် online စင်မြို့သမီးဝန်ထမ်း3ဦးအသက်20မှ28ပညာအရေးချင်းအထက်တန်းအစီကံလားစာလေးကိုတော့ကျွမ်းကျင်ပေါ်မူတည်ပြီးနှိမ့်နိုင်ပြီးတောင်းဖြစ်ပါရဲ့ရှင်ဝန်ထမ်းလေးတွေကိုအုပ်ချုပ်ဖို့နာအတွက်အမင်လီဒါမာ3ဦးအသက်အရွယ်လေးကတော့20မှ28ပညာအရေးချင်းလေးကအထက်တန်းအောင်သို့မဟုတ်ဘွဲရဖြစ်ရင်ရပါပြီရှင်အမေမိုင်းကိုဥဆောင်နိုင်သူဖြစ်ပြီးတော့ဝန်ထမ်းလေးတွေကိုလည်းအဆုတ်နိုင်သူဖြစ်ရပါမယ်ရှင်စကားပြောပြလိမ္မာတဲ့အပြင်တာဝန်ယူလို့စိတ်ရှိသူတွေကိုဦးစားပေးခေါ်ပြီးသားဖြစ်ပါရဲ့ရှင်အခြေခံလာစာလေးကိုတော့9သိန်းအပြင်ရမှန်ကြီးဘောနက်တွေကိုလည်းရချိအောင်မှာဖြစ်ပါရဲ့နော်အလုပ်ချိန်လေးကိုတော့မနေ့ချင်းမှညနေ9အဆောင်နေလို့ရပြီးတော့အသွားပြန်လည်းလုပ်လို့ရပါရဲ့ရှင်ပိတ်ရက်လေးကတော့တစ်လောက်2ရက်ဖြစ်ပါတယ်နော်